မျက်နှာမှာတော့ဘာဝက်ချင်မှမရှိဘူးချောမောလှပနေတယ်ပေါ့နော်ဒါပေမဲ့ကြောကုန်းမှာကြာမှာဝက်ချင်နေပေါက်နေတယ်ဆရာကြီးဆိုပြီးတော့မိန်းကလေးတွေလာမေးကြလို့ပါတော်တော်များများတော့မိန်းကလေးတွေများပါတယ်ယောက်ျားလေးတွေလည်းရှိပါတယ်အဓိကတော့ဒီသူတို့အင်ကြီးလေးတွေဝတ်တဲ့အခါမှာဒီကြောပြောင်လေးတွေပေါ့နော်မိန်းကလေးတွေဆိုရင်ကြောပြောင်လေးတွေဝတ်တဲ့အခါမှာသပင်ကိုစီးထားမယ်ဆိုရင်နောက်ကကြောကုန်းမှာဝက်ချင်နေပေါက်နေမယ်ဆိုရင်ဒါကိုယုံကြည်မှုတွေမရှိကြတော့ဘူးပေါ့အဲ့လိုမျိုးဖြစ်နေတဲ့သူတွေရှိရဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြပါဒီဗီဒီယိုလေးမှာဆိုရင်ဒီကြောကုန်းကဝက်ချင်နေပေါ့နော်ဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲထက်ပေါ့နော်ဒီပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်အဓိကလေးပြောပြပေးသွားပါမယ်သုံးသင်းတဲ့ product လေးတွေတချို့ကိုလည်းကျွန်တော် recommend လေးလုပ်ပေးပါမယ်ဒီဗီဒီယိုက sponsor post မဟုတ်ပါဘူးကျွန်တော်ရဲ့ဒီ personally ကောင်းမှထင်တဲ့ product လေးတချို့ကိုညွှန်ပေးပါမယ်ကိုယ့်အကူကောင်းတဲ့ထင်တဲ့ product လေးရှိရင်လည်းသုံးလို့ရပါတယ်ကြောကုန်းကဝက်ချံပဲဖြစ်ဖြစ်ဒီမျက်နှာဝက်ချံပဲဖြစ်ဖြစ်ရေဘူးရအားဖြင့်တော့အတူတူပါပဲဒီမျက်နှာမှာဖြစ်တဲ့အကြောင်းရင်းတွေကြောင့်ပဲကြောကုန်းမှာလည်းဖြစ်တာပါအဓိကလိုရင်းတူရှင်ပြောပါဆိုရင်တော့ဒါကြောကုန်းမှာရှိတဲ့မှုန့်ညင်းပေါက်တွေချွေးပေါက်တွေရပါတော့အကြောင်းတစ်ခုခုကြောင့်ပိတ်ဆို့သွားလို့ဒါဝက်ချံတွေထွက်လာရခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီဝက်ချန်တွေပျောက်ချင်နေဆိုရင်ဘာတွေလုပ်ရမလဲဆိုတော့အဓိကနှစ်ပိုင်းခွဲထားပါတယ်ပထမတစ်ပိုင်းကတော့ဒါ lifestyle ပေါ့နော်နေထိုင်မှုပုံစံလေးကိုနည်းနည်းပြောင်းလဲရပါမယ်ဒုတိယပိုင်းကကြတော့ဒါ products လေးတွေပေါ့ကိုနဲ့တင်းတော်တဲ့ products လေးတွေကိုနဲ့တင်းတော်တဲ့ product ဆိုတာထက်ဒီကြောကုန်းကဝက်ချန်တွေအတွက်ကောင်းမွန်တဲ့ products လေးတွေပေါ့နော်ဘယ်လိုမျိုးပါဝင်ပစ္စည်းတွေရွေးချယ်သုံးစွဲရမလဲဆိုတာလေးတွေကိုကျွန်တော်အခုဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ကျွန်တော်ကတော့ဒေါက်တာဆိုပြီးပါအထွေထွေယောဂကုဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေအထွေထွေကျန်းမာရေးဘူးတုဒတွေကိုမျှဝေပေးလျက်ရှိပါတယ်။ဒါကြောင့်မို့အခုလိုမျိုးကျန်းမာရေးဘူးတုဒဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒေါက်တာဆိုပြီး Facebook page လေးကို follow လုပ်ထားလို့ရပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်လိုက်အောင်။ဒါဆိုရင်ပထမအပိုင်းဖြစ်တဲ့ဒီ lifestyle အကြောင်းလေးကိုအရင်ပြောပြမယ်ပေါ့နော်။ lifestyle မှာဆိုရင်နံပါတ်1အနေနဲ့ကတော့ဒါအသုံးပြုတဲ့ shampoo တွေ conditioner တွေကြောင့်ပါဒီ shampoo တွေ conditioner တွေနဲ့ကြောကုန်းနဲ့ထိတွေ့တဲ့အခါမှာဝက်ချန်တွေထွက်လာတတ်ပါတယ်အဓိကကတော့ဒီသပင်ရှည်တဲ့သူတွေသတိထားမှာပေါ့နော်ဒီသပင်ရှည်ရှိတဲ့သူတွေကဆိုရင်ခေါင်းလျှော်ပြီးတဲ့အခါမှာသပင်ကိုခြောက်သွေ့ပြီးတဲ့အခါမှာဒီကြောကုန်းမှာအင်ကြီးတွေပါမဝတ်ထားဘူးတပတ်ဆောင်တွေပါမခံထားဘူးဆိုရင်ကြောကုန်းပေါ်ကိုဒီသပင်ကိုဖားလာမချထားသင့်ပါဘူးချထားမယ်ဆိုရင်ဒါရှမ်ပူတွေ conditioner တွေနဲ့ဒီအသားရည်နဲ့ထိတွေ့တဲ့အခါမှာကြောကုန်းဝက်ချန်တွေထွက်တတ်ပါတယ်အဲ့တော့ဒါလေးတစ်ချက်သတိထားရမယ်ပေါ့နော်နံပါတ်2ကတော့ဒါကိုဝတ်တဲ့အင်ကြီးပါအင်ကြီးဝတ်တဲ့အခါမှာဒီချောင်းချောင်းချိချိနဲ့ချွေးကောင်းကောင်းဆုပ်တဲ့အသားမျိုးကိုဝတ်ဆင်ရပါမယ်ကြက်တဲ့အင်ကြီးတွေနဲ့ဒီအသားမကောင်းတဲ့ဟာတွေပေါ့နော်ဒီခန္ဓာကိုယ်အသားရည်နဲ့ပုတ်တိုက်နိုင်ခြင်းရှိတယ်ဒီအင်ကြီးမျိုးစားတွေကဆိုရင်ဒါဝက်ချန်ထွက်စေတတ်ပါတယ်နောက်ပြီးတော့ကြောပုတ်အိတ်ကိုအချိန်ကြာလွယ်မယ်ဆိုရင်လည်းဒါဒီကြောပုတ်အိတ်လွယ်တဲ့နေရာနဲ့ကြောကုန်းနဲ့ပုတ်တိုက်မိတဲ့နေရာတွေမှာဒါဝက်ချန်ထွက်တတ်ပါတယ်ဒါလေးကိုလည်းသတိထားသင့်ပါတယ်ဆိုတော့ကိုနဲ့တက်တောင့်တက်တာရှိစေမဲ့အင်ကြီးမျိုးကိုရွေးချယ်ပြီးတော့ဝတ်ပါချွေးဆုပ်စေမဲ့အသားမျိုးကိုဝတ်ပါပြီးတော့ဝတ်ပြီးသားအင်ကြီးကိုတနေ့တည်းမှာထပ်ပြီးတော့မဝတ်ပါနဲ့တစ်ခါဝတ်ပြီးရင်ဒီအင်ကြီးကိုလျှော်ပါဒီကြောနေရာကိုလွတ်ထားတဲ့ဒီကြောပြောင်အင်ကြီးမျိုးလေးတွေဝတ်မယ်ဆိုရင်ဒါသပင်ကိုတက်နိုင်သမျှစီးထားပါသပင်ချထားမယ်ဆိုရင်ဒီကြောကုန်းမှာပေါ့နော်ဒီ protection ရစေမဲ့ lotionဒါမှမဟုတ်ခရင်တစ်မျိုးမျိုးကိုလိမ့်ပြီးမှဒီသပင်ကိုချပါညဘက်အိပ်ရာဝင်တဲ့အခါမှာလည်းညဝတ်အင်ကြီးတီးတက်အစ်စ်နဲ့ညအိပ်ပါနေ့ဘက်မှာဝတ်ထားတဲ့အင်ကြီးနဲ့မအိပ်ရပါဘူးပြီးတော့အရင်ကဝတ်ထားပြီးသားညဝတ်အင်ကြီးကိုလည်းထပ်မွေးပါဘူးတညကိုညဝတ်အင်ကြီးလျှော်ပြီးသားတစ်စုံအသုံးပြုပြီးတော့အိပ်ရပါမယ်lifestyle နံပါတ်3ကတော့ကိုယ့်ရဲ့အိပ်ရခင်းနဲ့ဒီတပတ်ဆောင်တွေကိုတပတ်ကိုအနည်းဆုံးတစ်ခါလျှော်ရပါမယ်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ကြောကုန်းနဲ့ကြောကုန်းအသားရည်နဲ့ထိတဲ့အရာမှန်သမျှကိုတန်ရှင်းအောင်ဂရုစိုက်နေရတာပေါ့နော်အဲ့ဒီထဲမှာဒီအိပ်ရခင်းနဲ့တပတ်ဆောင်တွေကလည်းတစ်ခုအပါဝင်ပါပဲအိပ်ရခင်းနဲ့ဆောင်တွေကိုပုံမှန်မလျှော်ဘူးဆိုရင်ဒီဖုံတွေဘက်တီးရီးယားတွေအငြင်းကြေးတွေကကိုယ့်ရဲ့ကြောကုန်းမှာရှိတဲ့ဒီချွေးပေါက်တွေမှုန့်ညင်းပေါက်တွေကိုပိတ်စေပြီးတော့ဒါဝက်ချန်တွေထွက်လာနိုင်လို့ပါဒါကြောင့်ဒီအချက်လေးကိုလည်းသတိထားပြီးတော့လုပ်ရပါမယ် lifestyle နံပါတ်4ကတော့ရေချိုးဖို့ပါရေကပုံမှန်ချိုးရမှာပေါ့နော်တစ်နေ့တစ်ခါတော့အနည်းဆုံးချိုးရမှာပေါ့အထူးသဖြင့်အခုလိုစောင်းနေမှာဆိုရင်တော်တော်များများကဒီတစ်နေ့ကိုတစ်ခါရေချိုးဖို့ကိုဒီအေးတဲ့အတွက်မချိုးချင်ကြဘူးပေါ့နော်အဲ့ဒါလေးကိုသတိထားသင့်ပါတယ်ရေပုံမှန်မချိုးဘူးဆိုရင်ဒီကြောကုန်းမှာရှိတဲ့မှုန့်ညင်းပေါက်တွေချွေးပေါက်တွေကအငြင်းကြေးတွေနဲ့ပိတ်ပြီးတော့ဒါဝက်ချန်တွေထွက်လာတတ်ပါတယ်အထူးသဖြင့်ချွေးထွက်များတဲ့သူတွေဆိုရင်ရေကိုပိုပြီးတော့တောင်ချိုးသင့်ပါတယ်တစ်နေ့ကို2ကြိမ်လိုအပ်ရင်ပေါ့နော်တစ်နေ့ကို2ကြိမ်3ကြိမ်ထိချွေးထွက်များတဲ့သူဆိုရင်ချိုးသင့်ပါတယ်အလုပ်ပင်ပင်မလုပ်ရတဲ့လူတွေဒါမှမဟုတ်အပြင်မှာထွက်ပြီးအလုပ်လုပ်ရတဲ့သူတွေနောက် gym ဆောတဲ့သူတွေအားကစားလုပ်တဲ့သူတွေဆိုရင်ပို့ပြီးတော့ရေချိုးသင့်ပါတယ်ရေချိုးတဲ့အခါမှာအပြင်ကပြန်ရောက်ချင်းတခါတည်းချိုးရပါမယ်အပြင်ကပြန်ရောက်တဲ့အခါမှာအိပ်ရာဘောကိုအရင်မလှဲပါနဲ့ရေချိုးပြီးအဝတ်အစားတန်တန်လေးလဲပြီးတော့မှဒါအိပ်ရာဘောကိုလှဲပါနောက်ဆုံး lifestyle နံပါတ်5ကတော့
စိတ်ဖိစီးမှုတွေကိုရှော့ချပါစိတ်ဖိစီးမှုများတယ်ဆိုရင်ဒီမျက်နှာမှာတွေမဟုတ်ဘူးပေါ့နော်ကြောကုန်းကဝက်ချန်တွေလည်းထွက်လာတတ်ပါတယ်ဒါကြောင့်ကို့မှာအခုလက်တလောစိတ်ဖိစီးစရာတွေများနေတယ်ဆိုရင်ဒီကို့စိတ်ဖိစီးစေတဲ့အရာနဲ့ဝေးမှနေပါကိုစိတ်ချမ်းသာစေမယ့်အရာလေးတွေကိုများများလုပ်ပေးပါကဲ lifestyle အကြောင်းပြီးသွားပြီဆိုတော့အခုပြပြပေးမှာကတော့အားလုံးသိချင်နေကြမယ်ထင်တဲ့ဘယ်လိုမျိုး progress မျိုးကိုရွေးချယ်အသုံးပြုသင့်တယ်လဲဆိုတာကိုပြပြပေးပါမယ်ဒါ sponsor post မဟုတ်ပါဘူးဒါကျွန်တော်အဆင်ပြေမဲ့ထင်တဲ့ product လေးတွေကိုဒါညွှန်းပေးတာပါပထမဆုံးပါဝင်ပစ္စည်းလေးကတော့ benzoyl peroxide ပါသူကဆိုရင်ကျွန်တော်တို့ဒီအဆီထွက်တာတွေကို control လုပ်ပေးတယ်နောက်ရောင်ရမ်းမှုတွေကိုလျှော့ချစေတယ်ပိုးတွေကိုလည်းတေးစေနိုင်ပါတယ်ဒါကြောင့်ဒီကြောကုန်းကဝက်ချန်တွေအတွက်လည်းဒါအရန်ကောင်းပါတယ်ဒီကြောကုန်းကဝက်ချန်ထွက်တတ်တဲ့သူတွေအတွက် products တွေအများကြီးလည်းမသုံးနိုင်ဘူးတခုတည်းပဲသုံးချင်တယ်ဆိုရင်ဒါကျွန်တော်ညွှန်းပေးနေကြတော့ဒီ benzoyl peroxide ပါ benzoyl peroxide ကဒီ leave on ပေါ့နော်လိမ့်ရတဲ့ product အနေနဲ့လည်းရှိတယ်နောက်ဒီ wash ပေါ့ဒီဆေးရတဲ့ဒီမျက်နှာသစ်ဆေးလို့ပေါ့နော်အဲ့လိုမျိုးဟာမျိုးလည်းရှိပါတယ်ဒီ wash တွေကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဒီလိမ့်ထားတဲ့ဟာမျိုးဆိုရင်သူကဒီအဝတ်တွေကိုအယောင်ကျွတ်စေတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုရင်ဒီ wash ပေါ့ benzoyl peroxide ပါဝင်တဲ့ body wash ဖြစ်ဖြစ် face wash ဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးကိုပဲအသုံးပြုစေချင်ပါတယ်ဒါဆိုရင်ဒီ benzoyl peroxide ပါဝင်တဲ့ဒီ wash လေးတွေကိုကျွန်တော်အဆင်ပြေမဲ့ထင်တာလေးတွေကိုညွှန်ပေးပါမယ်ပထမဆုံးကတော့ဒီ CeraVe acne foaming cream cleanser ပါ CeraVe ကတော့ကောင်းတယ်ဆိုတာတော့တော်တော်များများသိပြီးသားပဲနေမှာပါသူကဈေးလေးနည်းနည်းတော့မြင့်ပါတယ်နောက်တစ်ခုကတော့ Panoxyl acne creamy wash ပါသူကလည်းဈေးအသင့်တင့်နဲ့ဒါကောင်းတဲ့ product လေးပါနောက်တစ်ခုကတော့ Neutrogena clear ပို့ပါသူကလည်းဈေးအသင့်တင့်နဲ့ကောင်းပါတယ်ဟုတ်ကဲ့ benzoyl peroxide ပြီးသွားရင်နောက်ထပ်ပါဝင်ပစ္စည်းတစ်ခုကတော့ salicylic acid ပါ BHA လို့လည်းတော်တော်များများသိကြပါတယ်သူကဒီအဆီတွေကိုဖြိုခွဲပေးပြီးတော့ချွေးပေါက်တွေကိုပိတ်စေတဲ့ဒီဆဲအသေးတွေကိုဖယ်ရှားပေးပါတယ်ကဲဒါဆိုရင် salicylic acid ပါဝင်တဲ့ products လေးတွေကိုကျွန်တော်ညွှန်ပေးပါမယ်ပထမဆုံးကတော့ Neutrogena body clear body wash ပါနောက်တစ်ခုကတော့ The Angelis က salicylic acid cleanser ပါနောက်ထပ်တစ်ခုကတော့ရှေ့က product လေးနဲ့မတူတဲ့ product မျိုးပေါ့ဘယ်ရလဲဆိုတော့ Stridus အနီရောင်လေးပါသူကကြတော့အထဲမှာဒီပတ်လေးတွေပေါ့နော် salicylic acid ပါဝင်တဲ့ပတ်လေးတွေအနေနဲ့လာပါတယ်သူကဘယ်လိုလူတွေအတွက်အဆင်ပြေတယ်လဲဆိုတော့ကျွန်တော်တို့အပြင်မှာထွက်ပြီးတော့အလုပ်လုပ်ရတဲ့လူတွေချွေးထွက်များတဲ့သူတွေပေါ့နော်ခဏခဏချွေးထွက်တတ်တဲ့သူတွေအတွက်အဆင်ပြေပါတယ်ဥပမာဒီ gym ဆော့တဲ့လူတွေအားကစားလုပ်တဲ့သူတွေပေါ့နော်ချွေးထွက်လို့ချက်ချင်းဒီရေချိုးကန်းဝင်တန်ရှင်းမလုပ်နိုင်တဲ့အခါမျိုးတွေပါဒီ pads လေးကိုယူပြီးတော့ချွေးထွက်တဲ့နေရာကိုတုပ်လိုက်မယ်ဆိုရင်ဒါရန်လွယ်ကူအဆင်ပြေစေတယ်ပေါ့နော်ဒါကြောင့်ဒီ product လေးပေါ့နော်ကိုယ်နဲ့အဆင်ပြေမယ်ထင်ရင်ဒါစမ်းသုံးကြည့်လို့ရပါတယ်နောက်ထပ်ကောင်းတဲ့ပါဝင်ပစ္စည်းလေးကတော့ဒါ retinoids ပါသူကတော့ကိုယ့်သဘောနဲ့ကိုယ်သုံးလို့တော့မရဘူးဒီဆရာဝန်ရဲ့ prescription ပါတော့မှသုံးလို့ရတယ်ပေါ့နော်ဒီ retinoids ဆရာဆိုရင်လေကြောကုန်းကဝက်ချန်တွေအတွက်ဒါအရန်ကောင်းတဲ့ပါဝင်ပစ္စည်းလေးတစ်ခုပဲဖြစ်ပါတယ်ဒါဆရာဝန်ပေးမှရမှာဆိုတော့ကျွန်တော်ရှေ့ရှေ့ဝေးတော့မပြောတော့ဘူးပေါ့နော်ဒါဘုသူတရအောင်ထည့်ပြီးတော့ပြောပြပေးတာပါဒီ retinoids တွေမှာဒီပေါ့ပါသုံးလို့ရတာကတော့ဒီ adapalene gel လေးရှိပါတယ် adapalene gel လေးတွေကတချို့နေရာတွေမှာတော့တချို့နိုင်ငံတွေမှာတော့ OTC သုံးလို့ရတယ်ပေါ့နော်ဒီမှာတော့တကယ်လို့ဒီ retinoids နဲ့ပတ်သက်တဲ့ဘုသူတရှိတယ်ဆိုရင်တော့ဒီ adapalene gel လေးကိုစမ်းပြီးတော့သုံးကြည့်လို့တော့ရပါတယ်အကောင်းဆုံးကတော့ဒီဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးတာတော့အကောင်းဆုံးပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒါပါဝင်ပစ္စည်းတော့မဟုတ်ပေမဲ့ဒီအရေးကြီးတဲ့ skin care step တစ်ခုပါတော်တော်များများလည်းသိပြီးသားလို့ပဲထင်ပါပါဘာလဲဆိုတော့ sunscreen ပါ sunscreen ကတော့သူကဒီကြောကုန်းကဝက်ချန်တွေကိုဓာတ်ရိုက်တော့မပြောက်စေဘူးပေါ့နော်ဒါပေမဲ့တချို့ဒီဝက်ချန်ထွက်ပြီးတော့ဒီမဲဆက်တွေကြံခဲ့တယ်ပေါ့နော်ဒီကြံခဲ့တဲ့အမဲဆက်တွေတက်တာစေခြင်းလဲဆိုရင်ဒါ sunscreen ကမဖြစ်မနေလိမ့်ရပါမယ်နောက်တစ်ခုက main ကလေးတွေပေါ့နော်ဒီနောက်ဘက်ကကြောဘက်ကအလွတ်ပေါ့ကြောပြောင်အင်ကြီးလေးတွေဝတ်မယ်ဆိုရင်ဒါ sunscreen ကမဖြစ်မနေလိမ့်တင်ပါတယ်နောက်တစ်ခုကပြီးတော့ဒီအပြင်မှာဖုံနေအညစ်အကြေးတွေကိုကာကွယ်စေနိုင်တဲ့ cream တစ်မျိုးမျိုးပေါ့နော်ကျွန်တော် recommend လုပ်ရမယ်ဆိုရင်တော့ဒီ Vaseline 5D SPF 50+ lotion လေးကအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့လိုမျိုး lotion လေးတစ်ခုခုသူက sunscreen လည်းပါပြီးသားဆိုတော့လေအဆင်ပြေတယ်အဲ့လိုမျိုး sunscreen ပါဝင်တဲ့ lotion ကိုလိမ့်ပြီးမှအပြင်သွားသင့်ပါတယ်ကဲဒါဆိုရင်ဒီပါဝင်ပစ္စည်းလေးတွေလည်းဘယ်လိုရွေးချယ်အသုံးပြုရမယ်ဆိုတာသိသွားပြီလို့ထင်ပါတယ် products လေးတွေလည်းကျွန်တော်အဆင်ပြေမယ်ထင်တာလေး recommend လုပ်တယ်ပေါ့နော်ကျွန်တော် recommend လုပ်တဲ့ products လေးတွေပဲသုံးရမယ်လို့တော့မဟုတ်ပါဘူးကိုနဲ့ဒီတင့်တော်မဲ့ဒါမှမဟုတ်ဒီ budget နဲ့ကိုက်တဲ့ products လေးတွေရှိတယ်ဆိုရင်လည်းဒါနားလေတဲ့သူကိုပြပြီးတော့ဒါမှမဟုတ်ကိုယ့်အကိုပဲဒီ research လေးတွေလုပ်ပြီးတော့အဆင်ပြေမယ်ထင်ရင်သုံးကြည့်လို့ရပါတယ်အဓိကဒီပထမကျွန်တော်ပြောခဲ့တဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ကိုက်မကိုက်တော့ကြည့်ပေါ့နော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီ products လေးတွေသုံးပြီးလို့ lifestyle တွေချိန်ပြီးလို့မှဒါမပြောက်သေးဘူးဆိုရင်အရေးပြားထူးခုဆရာဝန်နဲ့မဖြစ်မနေပြသဖို့လိုပါတယ်တချို့ဝက်ချန်တွေကကြတော့ဒါတောက်ဆေးတောက်ဖို့လိုအပ်ရင်လိုနိုင်တယ်ပေါ့နော်ဥပမာဒီ antibiotics လို့ခေါ်တဲ့
ပိုးသက်ဆေးမျိုးတောက်ဖို့လိုအပ်ရင်လည်းလိုအပ်နိုင်ပါတယ်ပြီးတော့တခြားဆေးတွေလည်းတောက်ဖို့လိုကောင်းလိုနိုင်တယ်ပေါ့နော်ဒါကြောင့်မဖြစ်မနေရေပြားဆရာဝန်နဲ့ပြပါဟုတ်ကဲ့ပါဒါဆိုရင်ဒီကြောကုန်းမှာထွက်နေတဲ့ဝက်ချန်တွေအတွက်စိတ်ညစ်စရာမလိုတော့ဘူးပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ကို့မှာဒီကြောကုန်းကဝက်ချန်တွေမရှိဘူးဆိုရင်တော့တခြားရှိနေတဲ့သူတွေအဆင်ပြေသွားအောင်ဒီဗီဒီယိုလေးကိုဖြစ်နိုင်ရင် share ပေးကြဖို့လည်းပြောချင်ပါတယ်ဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်